ပလဲမြို့နယ်ရှေ့တန်းစစ်မျက်နှာပြင်မှာတော့အားလုံးငြိမ်သက်သွားပါပြီ။ဒါပေမဲ့ကြံရစ်ခဲ့တဲ့တိတ်ဆိတ်ချင်းကတိုက်ပွဲသံတွေထက်ပိုလေးလံနေပါတယ်။ဖေဖော်ဝါရီလ18ရက်နေ့မှာတော့မီးလောင်ပြာကျနေတဲ့စကိုင်းအညာမြေကနေရဟရင်တစီပြန်တက်သွားခဲ့ပါတယ်။အဲ့ဒီရဟရင်ပေါ်မှာလူတန်းပေါင်းများစွာရဲ့မျောလင်းချက်ဖြစ်ခဲ့ဘူးသူတယောက်ပါသွားခဲ့ပါတယ်။သူ့နာမည်ရင်းကနိုင်လင်းအများကသူ့ကိုဘိုးနဂါလို့သိကြတယ်။လွန်ခဲ့တဲ့4နှစ်လုံးသူ့ကိုကယ်တင်ရှင်တယောက်လိုမျှော်လင့်ခဲ့ကြတယ်အားကိုးခဲ့ကြတယ်စစ်တပ်ကဘလို့မှဖမ်းလို့မရတဲ့သူစစ်ခွေးတွေရဲ့သွေးနဲ့ချင်းတွင်းမြစ်ကိုရဲရဲနေစေမဲ့သူရဲကောင်းပေါ့ဒါပေမဲ့အခုခါမှာတော့မီးဟုံးတောက်စေမဲ့ငကားမဟုတ်ဘဲဖွတ်ငကားဖွတ်ကြားဆိုတာထင်ရှားသွားခဲ့အခက်ခဲလက်နဲ့အခက်ခဲတွေကြားနေပြီးတော့ကျွန်တော်တို့ကြိုးစားပြီးဖောက်ထွက်ခဲ့တာရန်သူရဲဟင်ပေါ်ကိုတက်စစ်ခွေးတွေနဲ့လက်ဆွဲနှုတ်ဆက်ပြီးတော့တော်လန်ရေးကိုကြောခိုင်းသွားခဲ့ပါပြီ။ငကားတယောက်ရွေးချယ်စရာမရှိတော့လို့တော်လန်ရေးကိုတစ္ဆာဖောက်ခဲ့တာလား။ဒါမှမဟုတ်ငကိုကလေးကသူ့လူကိုဘတ်သားလုံနေခဲ့တဲ့ပြင်စမန်တက်သားဒလန်တယောက်လား။ဒီနေ့ဒီကိစ္စရဲ့နောက်ကွယ်ကအလွှာတွေကိုကျွန်တော်တို့ဆွဲခွာကြည့်ကြပါမယ်။အသက်သွေးချွေးတွေအသက်ပြားငွေကြေးတွေနဲ့တစ္ဆာတရားကြောင့်လေးလာကြည့်ကြပါဇက်သိန်းကိုနားလည်ဖို့အတွက်အစကိုပြန်ကြည့်ရပါလိမ့်မယ်။အချိန်က2022ခုနှစ်တော်လိုင်းအင်အားစုတွေဟာနုနယ်သေးသလိုအကြက်တဲတွေကြားမှာသူရဲကောင်းတွေကိုစာလောင်နေခဲ့ကြတဲ့အချိန်ဖြစ်ပါတယ်။စကိုင်းတိုင်းရဲ့ဗျမ်းပရာအခြေအနေတွေထဲကနေဘိုးနဂါးဆိုတာထွက်ပေါ်လာခဲ့ပါတယ်။သူဟာတိမ်သွင်းနိုင်စွမ်းရှိတယ်။စီယုံနိုင်စွမ်းရှိတယ်။ပြီးတော့ဖုံးရှင်ကန်ရှင်လို့ထင်ရလောက်အောင်ကိုကံကောင်းတဲ့သူလည်းဖြစ်ခဲ့ပါတယ်။2022ခုနှစ်ဇန်နဝါရီလမှာစစ်ကောင်စီဟာသူ့ရွာကိုလေကြောင်းကနေအကြီးအကျယ်ဝင်တိုက်ပါတယ်။ရဟရင်၄စီးကွန်မန်ဒိုတပ်ဖွဲ့တွေနဲ့ပါတိုက်ခိုက်ခဲ့တာပါ။သူ့အိမ်ကိုမီးရှို့တယ်။သူ့ရဲ့ညီကိုဝမ်းခွဲကိုခေါင်းပြတ်တတ်ခဲ့တယ်။ဒါပေမဲ့ဘိုးနဂါးကတော့လွတ်မြောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကတော့ဒါကိုအံ့ဖွယ်တဲ့သူ့ရဲ့စွမ်းရည်တရဲလို့သတ်မှတ်ခဲ့ကြဘူးပါတယ်။ဒါပေမဲ့အခုချိန်ပြန်စဉ်းစားကြည့်တော့ဇက်ကနာလွန်းနေပါတယ်။သူ့ကိုတမင်များလှုပ်ပေးခဲ့တာလားလို့ပြန်စဉ်းစားစရာပေါ်လာပါတယ်။စစ်ကောင်စီတပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုအားလုံးသိကြပြီးဖြစ်ပါတယ်။ဒီလိုမျိုးအရေးကြီးတဲ့ပြစ်မှတ်ကိုဖမ်းတဲ့စစ်စင်ရေးမျိုးမှာစစ်ကောင်စီတပ်ဟာဘရောမှအလုပ်ပေးလို့မရှိပါဘူး။ဖမ်းမမိဘူးဆိုတာတော်တော်ဖြစ်နိုင်ခြေနည်းပါတယ်။ဒါကြောင့်သူရဲကောင်းဆန်တဲ့ဒန္တာကြီးတစ်ခုလိုပုံဖော်ဖို့တမင်များလှုပ်ပေးလိုက်လေသလားလို့ပြန်စဉ်းစားစရာဖြစ်လာပါတယ်။ရွေချက်ကတော့ရှင်းပါတယ်။တံပြန်သဘုံနှင်းနေ theory ထဲမှာ5ပတ်ပါလို့ခေါ်တဲ့ view တစ်ခုရှိပါတယ်။ NUG ရဲ့ကိုကဲမှုအောက်မှာမရှိတဲ့ပြိုင်ဘက်စူပါဟီးရိုးတယောက်ကိုဖန်တီးပေးလိုက်တာပါ။ဒါမှသာပြည်သူလူထုရဲ့ထောက်ခံမှုတွေရန်မုံငွေတွေကွဲထွက်သွားပြီးတော့ NUG ရဲ့ဗဟိုအာဏာစက်ကိုအားနည်းသွားစေမှာဖြစ်ပါတယ်။မလွတ်နိုင်တဲ့အခြေအနေကနေလွတ်မြောက်လာခဲ့ခြင်းအပြင်ဘိုးနဂါးဟာဘယ်သူမှမထီရဲတဲ့သူတယောက်ဖြစ်လာခဲ့ပါတယ်။သူဟာလက်နက်ကင်တော်လိုင်းရဲ့ trademark တစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီအမှတ်တစိတ်ကပြည်ပရောက်မြန်မာတွေစီကနေဒေါ်လာတွေတဲ့ဝင်လာစေခဲ့ပါတယ်။စစ်ပွဲဆိုတာဈေးကြီးပါတယ်။ဒါပေမဲ့ဘိုးနဂါးအတွက်တော့စစ်ပွဲဟာစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာပါတယ်။2023ကနေ2024ကိုကူးပြောင်းလာတဲ့အချိန်မှာတော့စိတ်ပြက်စရာကောင်းတဲ့ပုံစံတစ်ခုထွက်ပေါ်လာပါတယ်။တိုက်ပွဲဝယ်တယ်ဆိုတဲ့ကိစ္စပါ။မြင်အောင်ကြည့်လိုက်ပါ။ဝေးလံခေါင်သေးတဲ့ရွာလေးတွေကဒေသခံကာကွယ်ရေးတပ်ဖွဲ့ငယ်လေးတစ်ခုဟာစစ်ကောင်စီစစ်ကြောင်းကိုခုခံတိုက်ခိုက်နေကြတယ်။သူတို့မှလက်နက်ခဲယမ်းပြက်လက်နေပြီ။ရိတ်ခါလည်းမလောက်တော့ဘူး။အဲ့ဒီလိုအချိန်မျိုးမှာရုတ်တရက်ဆိုသလိုငကားရဲ့တပ်ဖွဲ့တွေရောက်လာပါတယ်။လာတာကတိုက်ဖို့အတွက်တော့မဟုတ်ပါဘူး။ဗီဒီယိုရိုက်ဖို့ပါ။သူတို့ကလက်နက်ခဲယမ်းတွေပေးခြင်းပေးမယ်။ငွေပေးခြင်းပေးမယ်။အဲ့ဒီအတွက်တန်ကြီးကဘာလဲ။တိုက်ပွဲရုပ်သံမှတ်တမ်းနဲ့နာမည်ကောင်းပဲ။ဘိုးနဂါးရဲ့ဆိုရှယ်မီဒီယာစာမျက်နှာတွေထက်မှာသူတို့မတိုက်ခဲ့တဲ့အောင်ပွဲဗီဒီယိုတွေနဲ့ဝေစာနေခဲ့ပါတယ်။လူငယ်တွေလည်းနောက်ကနေလိုက်လာခဲ့တယ်။ဒါဟာရဲရင်ချင်းဆိုတဲ့ခေါင်းစဉ်တက်ထားတဲ့လိန်လယ်မှုတစ်ခုပါ။သူတစ်ပါးရဲ့အသက်သွေးချွေးကိုဘန်းကောင်တွေကငွေတွေနဲ့လဲလှယ်နေခဲ့တာပါဒီနေရာမှာမေးစရာရှိလာတာကပြည်ပရောက်မြန်မာတွေပေးပို့ခဲ့တဲ့ချွေးနှဲစာဘယ်ရောက်သွားခဲ့ပြီလဲတော်လိုင်းရေးမှာအတုံးချမဲ့လက်နက်တွေဖြစ်မလာခဲ့ဘူးဆိုရင်လျှို့ဝှက်ဘန်းကောင်တွေထဲများရောက်သွားခဲ့ပြီလားပြည်သူတွေငတ်မွတ်နေချိန်မှာစစ်ဘရင်တယောက်ရဲ့ဇိမ်ခံဘဝအတွက်ပြောင်းလဲသွားခဲ့တာလားဆိုတာကတော့စုံစမ်းဖော်ထုတ်ရမယ်ဗေဒီတစ်ခုဖြစ်လာမှာပါဒီချက်တွေဟာဘယ်တော့မှမပေဆုံးတဲ့လျှို့ဝှက်ပူးပေါင်းကြံစည်မှု theory conspiracy theory တစ်ခုစီကိုခေါ်ဆောင်သွားပါတယ်မင်းတို့ကိုယ်တိုင်တက်နိုင်တယ်မြရိုးသားအောင်ကျင့်နော်
မန်တရားဘက်ကရဲဝံ့ဝံ့ပြက်ပြက်သားသားရက်တည်ရဲအောင်ကျင့် ပြင်စမန်တက်သား fit column ဆိုတဲ့စကားလုံးပါဘုံနဂါဟာတော်လိုင်းအင်အားစုတွေတဲ့ကိုထိုးဖောက်ဝင်ရောက်လာတဲ့စစ်ကောင်စီရဲ့တရှိုတယောက်များလားဒါမှမဟုတ်နောက်ပိုင်းကျမှစီယုံသိမ့်သွင်းခံလိုက်ရတဲ့အတုံးတော်ခံတယောက်လားအချက်လက်တွေကိုပြန်ဆန်းစစ်ကြည့်ရင်တော့ဘုံနဂါရဲ့လုပ်ရက်တွေဟာစစ်ကောင်စီရဲ့စိတ်သက်စစ်စင်ရေးရည်မှန်းချက်တွေနဲ့တစ်ထက်သေးကြနေတာကိုတွေ့ရပါလိမ့်မယ်NUG ကတော်လိုင်းအင်အားစုတွေကိုစီးလုံးမှုစ조사တိုင်းဘုံနဂါကတွေးခွဲမှုတွေဖန်တီးခဲ့ပါတယ်2023ခုနှစ်စက်တင်ဘာလမှာတော်လိုင်းရဲ့ရှင်ဟုန်ရနေချိန်မှာပဲသူကခွဲထွက်သွားတယ်NUG ကဝေးဝင်ကြီးဦးရီမော်နဲ့ကိုကဲမှုခွင်းဆက် Chain of Command COC ကိုလူသိရှင်ကြားတိုက်ခိုက်ခဲ့တယ်ပြည်ပရောက်ဗမာတွေကြားမှာတန်တရားမီးပွားတွေချပေးခဲ့တယ်သူ့ရဲ့တတိယအင်အားစုအမိခံ BNRA ဟာရေးပါတဲ့အညာဒေသမှာတော်လိုင်းရေးကိုစိတ်အမှောင်မှာကွဲစေခဲ့တယ်သူကပူပေါင်းဆောင်ဖို့ညှင်းဆန်တဲ့အတွက်စစ်ကောင်စီဘက်ကကာကွယ်စစ်မျက်နှာစာရဲ့ဟာခွက်တွေကိုအလွယ်တကူအသုံးချနိုင်ခဲ့ပါတယ်။အိုဆိုးတာက2025ခုနှစ်မှာထွက်ပေါ်လာတဲ့ကောလာဟလာတစ်ခုပါ။ဘုံနဂါဟာ NUG ကိုအန်တုပြီးတော့ပြိုင်ဘတ်တော်လိုင်းအစိုးရတည်းကြီးညာဖို့ကြိုးစားခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီကိစ္စဟာအပြည့်အဝအကောင့်ထဲမပေါ်ခဲ့ပေမဲ့နေပြည်တော်ရဲ့အကျိုးစီးပွားအတွက်အလုပ်ပြစ်စေမဲ့ဂန်နဝင်မြောက်သွေးခွဲအုပ်ချုပ်ရေးနီးပြွာတစ်ခုပါ။ဘုံနဂါကသာတော်လိုင်းရေးကိုအတွင်းကနေဖြိုခွင်းပေးနေပြည်တော်ကစစ်ဗိုလ်ချုပ်တွေအနေနဲ့တိုက်ပွဲမှာတော်လိုင်းအင်အားစုတွေကိုအနိုင်ယူဖို့တော့မလိုတော့ အဲ့တော့ကျွန်တော်တို့တိုင်းပြည်နေမွန်းရခြင်းအကြောင်းအရင်ကျွန်တော်တို့ပြည်သူတွေနေမွန်းရခြင်းအကြောင်းအရင်ကမယိုးသားမှုတွေပဲ2025ခုနှစ်ရောက်လာတဲ့အခါမှာတော့သူရဲကောင်းဆိုတာမရှိတော့ဘူးသူ့နေရာမှာစစ်ဘရင်တစ်ပါးအစားထိုးဝင်ရောက်လာခဲ့ပါပြီပလဲမြို့နယ်ဆိုတာလွတ်မြောက်နေမြေတစ်ခုမဟုတ်တော့ပဲသူ့ရဲ့ပိုင်တဲ့နေမြေတစ်ခုဖြစ်လာခဲ့ပါတယ်ပလဲမြောက်ပိုင်းကနဂါးဂိတ်တွေအကြောင်းအတန်တွေထွက်လာပါတယ်အဲ့ဒီဂိတ်တွေကိုဖျက်ချင်ရင်နဂါးစီကိုဆက်ကြေးဆက်တာရပါလိမ့်မယ် NUG ကသူ့ကိုရက်တန်းကရက်ဖို့တောင်းဆိုခဲ့တယ်သတိပေးခဲ့တယ်ဒါပေမဲ့စစ်ဘရင်တွေဟာအမိတ်မနာခံတတ်ကြပါဘူး2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာတော့ NUG ဟာတိခတ်နိုင်စွမ်းကုံဆုံးသွားခဲ့ပါတယ်ဂိတ်တွေကိုဖျက်သိမ်းဖို့ပြည်သူ့ကာကွယ်တပ်မတော် PDF ကိုစေလွှတ်ခဲ့ပါတယ်ဒါကိုဘုံနဂါကတရားဥပဒေစိုးမိုးရေးလုပ်ရက်တစ်ခုအနေနဲ့မမြင်ပဲစစ်ကြင်ညာတာလို့သတ်မှတ်ခဲ့တယ်ဇက်သိန်းကတော့တော်တော်မြန်ပါတယ်2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ပလဲမြို့နယ်မှာတနတ်တန်တစ်ချက်ထွက်ပေါ်လာတယ်ဂရုံးလို့ခေါ်တဲ့လူငယ် PDF ရဲဘော်လေးမြေကြီးပေါ်မှာသူ့ရိုင်နဲ့လဲကျတေဆုံးသွားခဲ့ရတယ်သူ့ကိုတတ်သွားတာစစ်ကောင်စီမဟုတ်ပါဘူးဘုံနဂါတက်တွေပါငွေကိုခိုးခြင်းခိုးလို့ရတယ်နိုင်ငံရေးသဘောကွဲလဲလို့ရတယ်ဒါပေမဲ့လက်နက်ကိုင်ရဲဘော်ရဲဘက်အချင်းချင်းကိုတော့တတ်လို့မရဘူးဖေဖော်ဝါရီလ18ရက်နေ့ NUG တပ်ရင်းတွေဝင်လာခဲ့ပါတယ်သူတို့နဲ့အတူ drone တွေလက်နက်ကြီးတွေပါလာပါတယ်တိုက်ပွဲဝယ်တယ်လို့နာမည်ကြီးတဲ့နဂါရဲ့တပ်တွေဟာအလွယ်တကူပဲပြိုလဲသွားခဲ့ပုံရပါတယ်သူ့ရဲ့အတ္တကိုကာကွယ်ရင်းနဲ့သူ့လူ10ယောက်ကြာဆုံးခဲ့ရပါတယ်အဲ့ဒီအချိန်မှာနဂါဘယ်မှာလဲသူရှေ့တန်းမှာရှိနေခဲ့သလားဒါမှမဟုတ်ရေဒီယိုစကားပြောစက်တွေကနေသူ့ကိုကြိုးကင်နေသူတွေစီဖုံးခေါ်နေခဲ့မလားတော့မပြောတတ်ပါဘူးဘာကြောင့်2026ဖေဖော်ဝါရီမှာမှဒီဇက်ကွက်အဆုံးသတ်သွားတယ်လဲစစ်ကောင်စီဟာပြည်သူတွေစိတ်သက်ကြသွားစေမယ်နိုင်ငံတကာကတော်လှန်ရေးကိုအထင်မြင်သေးသွားစေမယ်ကြီးမားတဲ့ဝါဒဖြန့်ချီမှုတစ်ခုလိုအပ်နေပါတယ်ရေပြင်မှာဆက်သုံးလို့မရတော့မဲ့အတူတူဝေဟင်မှာဝါဒဖြန့်မှုအပိုင်ဖဲချက်ကိုထုတ်ရှိုးလိုက်တဲ့သဘောပါပဲဖေဖော်ဝါရီ18ရက်ညနေ4:50ရဟတ်ရင်ဒလက်တန်ကြားနေရပါရုရှားလို့ MI-7 ကြီးရဟတ်ရင်ဆက်တက်လာတဲ့ဒီနေရာမှာရှင်းအောင်ပြောဖို့လိုတာကဘိုးနဂါကအလံပြူထောင်ပြီးတော့လက်လက်ချဖို့နန်းလျှောက်ထွက်လာမှာမဟုတ်ပါဘူးသူ့ကိုစစ်ရဟတ်ရင်တစည်းကလာခေါ်သွားတာဒါဟာအပီးတိုင်ခိုင်မာတဲ့တပ်တွေတစ်ခုလို့ပြောလို့ရနိုင်တယ်စစ်ရဟတ်ရင်တစည်းနဲ့လာကဲဆဲတယ်ဆိုတာတက်ဆီငှားလို့မခေါ်လို့မရပါဘူးရေဒီယိုအဆက်အသွယ်တွေချိတ်ဆက်ဆောင်ရွက်မဲ့မြေပြင်စင်းသက်မဲ့နေရာလုံခြုံရေးတွေအများကြီးလိုအပ်ပါတယ်ဒါဟာစစ်ကောင်စီနဲ့ကြိုတင်ချိတ်ဆက်ထားတဲ့ဆက်သွယ်ရေးလိုင်းတစ်ခုမရှိဘဲဘလို့မှမဖြစ်နိုင်တော့ပါပဲဆိုလိုတာကအခုလက်နက်ချအလင်းဝင်လိုက်တယ်ဆိုတာကတကယ်တော့မိခင်တက်ရင်ကိုပြန်လဲပူးပေါင်းလိုက်တာပါပဲငကားဟာတော်လိုင်းသမားဆိုတဲ့ညတဘုံဆွတ်ထားတဲ့သုံးတော်ခံတရှိုးတယောက်ဖြစ်နိုင်မလားဆိုတဲ့ theory ကိုအခိုင်မာတက်သေးပြတ်လိုက်တာပါပဲဖေဖော်ဝါရီ18ရက်နေ့ကဂရုကျင်းတွေထဲမှာသူ့လူတွေသေပွဲဝင်နေရချိန်မှာငကားကတော့အဲ့ဒီရဟန့်အပေါ်မှာသူ့အတွက်နေရာတနေရာရဖို့စကားပြောဆိုညှိနှိုင်းပြီးလောက်ပါပြီသူရဟန့်စီကိုရှောက်သွားခဲ့တယ်သူကာကွယ်ပါမယ်လို့ကြွေးကြော်ခဲ့တဲ့ဒေတာလေးကိုနောက်လှည့်တော့မကြည့်ခဲ့ပါဘူးသူကတိုင်းစီးအောင်ခဲ့တဲ့လူငယ်လေးတွေရုပ်လောင်းတွေကိုလည်းနောက်လှည့်မကြည့်ခဲ့ပါဘူးသူအမြင့်ဖြတ်ပါမယ်လို့သက်စာဆိုခဲ့တဲ့စစ်အာဏာရှင်ရဲ့စိုက်ရန်ရားပေါ်ကိုတက်သွားခဲ့ပါတယ်မျက်နှာဖုံးကကွာကျသွားတာမဟုတ်ပါဘူးသူကတိုင်းဆွဲချုပ်ပြီးတော့လွှင့်ပစ်လိုက်တာပါရဟန့်ပေါ်ပါမသွားခဲ့တာကတော့သူ့ကိုဦးလိုက်တဲလိုက်ယုံကြည်ခဲ့ကြတဲ့လူငယ်လေးတွေပါပဲသူတို့ရဲ့သွေးတွေနဲ့ရင်းပြီး
တီဆောက်ပေးခဲ့တဲ့လေကားလေးတွေကိုနင်းပြီးတော့ခေါင်းဆောင်လှုပ်သူကတော့ရဟရင်နဲ့ထွက်ပြေးသွားခဲ့ပါပြီဘိုးနဂါရဲ့ဇလန်ဟာအင်မတန်ဝမ်းနဲ့ဖို့ကောင်းတဲ့အဖြစ်အပျက်တစ်ခုဆိုတာမှန်ပါတယ်ဒါပေမဲ့ဒါဟာသင်ခန်းစာတစ်ခုလည်းဖြစ်ပါတယ်တော်လိုင်းဆိုတာလူတူးတယောက်အပေါ်ပုဂ္ဂိုလ်ရေးကိုးကွယ်ယုံကြည်မှုအပေါ်မှာတိဆောက်လို့မရပါဘူးနာမည်ကြီးနေတဲ့ဗီဒီယိုတွေနဲ့ဆွဲဆောင်မှုရှိတဲ့လူစွမ်းကောင်းတွေအပေါ်မှာတိဆောက်လို့မရပါဘူးစစ်ကောင်စီကတော့ TV ပေါ်မှာငကားကိုချရောက်ပါလိမ့်မယ်ပြီးတော့နင်တို့ကြည့်လိုက်ကြနင်တို့တော်လိုင်းကြီးပြိုကွဲနေပြီလို့ဝါဒဖြန့်ပါလိမ့်မယ်ဒါပေမဲ့တော်လိုင်းဟာပြိုကွဲနေတာမဟုတ်ပါဘူးသူသဘောသူဆောင်ပြီးတော့တန့်စင်နေတာပါပုတ်ပွားနေတဲ့အစိတ်ပိုင်းတွေကိုခွဲထုတ်ပြစ်လိုက်တာဖြစ်ပါတယ်သွေးဆိုးတွေသွေးညက်တွေကိုဖောက်ထုတ်ပြစ်လိုက်တာဖြစ်ပါတယ်ငကားရည်ခြုံထားတဲ့လောက်ကောင်တစ်ကောင်ရောက်အကုန်ပျက်စီးခံလို့တော့မဖြစ်ပါဘူးငကားနဲ့သူ့မိသားစုကတော့တတရာဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်ဒါပေမဲ့တော်လန်မြေပေါ်မှာတကယ်သူရကောင်းအစ်စ်တွေကြံနေပါသေးတယ်လက်နက်မချခဲ့တဲ့သူတွေသက်စာမဖောက်ခဲ့တဲ့သူတွေကြံနေပါသေးတယ်အယောင်ဆောင်တွေကြာဆုံးသွားတာဖြစ်တယ်ဒါပေမဲ့ပြည်သူတွေတော်လန်ရေးကိုမမိတ်မတုံယုံကြည်နေသူတွေဆက်တိုက်ပွဲဝင်ကြအောင်ပါမြန်မာစကားမှာတော့ကျူပင်ခုတ်ကျူငုတ်မကြံစီရလို့ရှိပါတယ်ဒါပေမဲ့စာရေးဆရာမကြီး Parsback ရဲ့ Living Reads စာအုပ်ထဲကဇက်ကောင်ယူချွန်းပြောသလိုပါပဲမင်းငါ့ကိုထက်မြင်ခြင်းမှမြင်ရမယ်နောက်တစ်ခါငါ့နာမည်လဲကြားခြင်းမှကြားရတော့မယ်ဒါပေမဲ့မင်းမှတ်ထားမှာကငါဟာအနှစ်မရှိတဲ့ကျူပင်တစ်ပင်ပဲငါကျိုးပဲ့လဲပြိုသွားရင်တော့မှငါနေရာမှာရှင်တန်နေတဲ့ကျူပင်တရားအစားဝင်ကြလိမ့်မယ်တဲ့တော်လိုင်းကြီးဟာအောင်ပွဲမရမချင်းဘရောမှမသိဆုံးပါဘူးတွေးချင်းချင်းညီပါစေဘရောမှဦးမညွတ်ပါဘူးရှင်းမဆက်နိုင်အောင်မောပန်းနေပါစေဘရောမှရက်တန့်သွားမှာမဟုတ်ပါဘူးအရေးတော်ပုံအောင်ပါစေ